မြန်မာတရုတ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအတွက်ကူညီဆောင်ရွက်လျက်ရှိသည့်တရုတ်နိုင်ငံငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း CFPD အတွင်းရေးမှူးဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည်ယခုလ29ရက်နေ့နက်ပိုင်းကရန်ကုန်နောက်ပိုင်းခရိုင်လူထုချီပြူဗဟိုဌာနဗဟန်းသို့လာရောက်လေ့လာခဲ့ပါတယ်။ရုပ်ရှင်မြင့်တင်ရေးဌာနခွဲမှာညွှန်ကြားရေးမှူးဦးရဲလင်းမြင့်ကဖောင်ဒေးရှင်းအဖွဲ့မှလူဒန်းထားသည့်ကွန်ပျူတာ35စုံအားခရိုင်နှင့်မြို့နယ်ရုံးစာကြည့်တဲ့များတွင် DLMS စနစ်ဖြင့်ဆောင်ရွက်ရန်ဖြန့်ဝေထားပြီးဖြစ်ကြောင်းရှင်းလင်းပြောကြားပြီးရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးဒေါက်ခင်စောလင်းကလူထုချီပြူဗဟိုဌာနဗဟန်း Community Center တွင်ဆောင်ရွက်လျက်ရှိသည့်သင်တန်းဖွင့်လှစ်မှုဟောပြောပွဲပြပွဲပြိုင်ပွဲသင်တန်းအစည်းအဝေးဆွေးနွေးပွဲဆောင်ရွက်ချက်များကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဆက်လက်၍လေ့လာရေးအဖွဲ့မှအတွင်းရေးမှူးကယခုလိုလာရောက်တွေ့ဆုံရသည့်အတွက်အယံဝမ်းသာပါကြောင်း Community Center တွင်ပြည်သူတွေအတွက်အများကြီးအကျိုးရှိစွာသုံးစွဲနေသည်ကိုသိရ၍ဝမ်းသာမိပါကြောင်းနိုင်ငံချစ်ကြည်ရေးအတွက်ကောင်းမွန်ပြီးပြည်သူလူထုနှင့်ချစ်ကြည်ရေးကောင်းများရရှိပါကြောင်းမြန်မာတရုတ်ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံချစ်ကြည်ရေးအတွက်ပုံမကောင်းမွန်ပြီးလိုအပ်သည့်များကိုလုပ်ပေးနိုင်အောင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်။ယင်းနောက်လေ့လာရေးအဖွဲ့သည်အကြိုင်းနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့အားကစားပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါတယ်။ထို့နောက်လေ့လာရေးအဖွဲ့သည် Community Center ဗဟန်းရှိပြတိုက်ငယ်ပြည်သူ့စာကြည့်တိုက်သင်တန်းခန်းမှာဘက်စုံ3ခန်းမှာကလေးစာဖတ်ခန်းနှင့်အားကစားခန်းမများသို့လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရှိရပါတယ်။ဒီသတင်းကိုရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်းရုံးမှပေးပို့တာဖြစ်ပါတယ်ရှင်။